တစ္ဆာမရှိတဲ့ယောက်ျားနဲ့တန်ဖိုးမရှိတဲ့မိန်းမတွေ့ဆုံတဲ့အခါဖောက်ပြန်ခြင်းဆိုတာဖြစ်ပေါ်လာတယ်။မြင်မြင်သမျှမိန်းမကိုကြိုက်တတ်တဲ့ယောက်ျားနဲ့ယောက်ျားမှန်သမျှကိုလက်ခံတဲ့မိန်းမတွေ့ဆုံတဲ့အခါစနိုက်ကြော်ခြင်းဆိုတာဖြစ်ပေါ်လာတယ်။ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ထင်တဲ့ယောက်ျားနဲ့သူများအထောက်ပံ့ကိုယူခြင်းနဲ့မိန်းမတွေ့ဆုံတဲ့အခါစပွန်ဆာဆိုတာဖြစ်လာပါတယ်။ဒါကြောင့်သူရတွေ့ပြီးတန်ရရကြတယ်ဆိုတာဒီလိုတွေ့ဆုံခြင်းမျိုးကိုပြောတာဖြစ်ပါလိမ့်မယ်။ကိုနဲ့ကစိတ်ရောဗီဇရောမတူလို့ထွက်သွားတဲ့အပေါ်မှာလိုက်ပြီးခံစားမနေပါနဲ့သူနဲ့မကောင်းတဲ့အကျင့်စရိုက်ဗီဇတူတဲ့တန်တဲ့သူနဲ့တွေ့ဆုံနေလို့ပါတဲ့ကို့အပေါ်မချစ်မနစ်သက်တဲ့သူတွေနဲ့ဝေးရမှာနေပါတဲ့တိတ်ကိုလှပတဲ့စာစုလေးတစ်ခုပေါ့နော်အေးမနေ့က Facebook တွင်းနဲ့ပေါ့နော်သူရတန်ရဆိုတဲ့ရေးထားတဲ့ဒီ credit ပေါ့နော်အုံနာကိုလည်း credit ပေးပါတယ်တကယ်လည်းကောင်းတဲ့စာသားလေးကိုဖတ်ပြပေးလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်ပေါ့နော်ကိုကကောင်းပေးပြီးကို့ပေါ်သစ္စာမရှိတဲ့အခါကျရင်one name နေနဲ့ငါဒီလောက်ကောင်းပေးရတဲ့နဲ့ငါဘာလို့ဒီလိုလုပ်ရတာလဲဒီလောက်ပေါ့နော်ငါနဲ့ရှင်စရာမရှိတဲ့လူကြီးကိုဘာလို့ရွေးချယ်သွားတာလဲဆိုပြီးone name နေနဲ့ဒါတန်ရပဲကိုကတန်ဖို့ရှိနေရလေအဲ့တော့သူတို့ကတန်ဖိုးမရှိတဲ့အတွက်ကို့အနားမှာနေလို့မထိုက်တန်တဲ့လူတွေပဲဒါကြောင့်အဲ့လိုပဲတွေးပေးပါဝမ်းနဲ့မနေပါနဲ့လက်ခံပါအဲ့လိုလူတွေကြောင့်နဲ့လေကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုမဖြုံးပစ်ပါနဲ့ကို့အရန်ကိုယ့်ရဲ့ချစ်တဲ့နှလုံးသားကိုလည်းဒဏ်ရာတွေထပ်မပေးနဲ့ဒီလူမကောင်းလို့ဒါကျမတို့တွေဒီလိုမျိုးစုံတွေ့ရတာပါဆိုတော့သူ့ထက်ကောင်းတဲ့လူနဲ့ထိုက်တန်တယ်ကိုကဒါကြောင့်မလို့ပေါ့နော်သူတို့တန်ရာရွေးချယ်သွားတဲ့အပေါ်မှာလက်ခုပ်တီးပြီးအများပဲဝေပေးလိုက်ပါလို့ပြောချင်ပါတယ်